ကျွန်တော်တို့က Microsoft ထဲမှာစရိုက်တော့မယ်ဆိုလို့ရှိရင်ဒီရှေ့မှာမိတ်တုတ်ဖြည့်နေတဲ့ဟာလေးကို micro insertion point လို့ခေါ်တယ် cursor လို့ခေါ်တယ်ပေါ့နော်ပုံမှန်ဆိုရင်တော့ကျွန်တော်တို့စာရိုက်ရမယ်ဒီမှာတော့ကျွန်တော်စာရေးမရိုက်တော့ဘူးဘာလို့မလဲဆိုတော့ကျွန်တော် formula တစ်ခုနဲ့စာပိုက်တွေပဲခေါ်သုံးလိုက်တော့ပြီပေါ့နော်ခုမှစာရေးမယ်လူတွေကတော့ကိုနီနာမှာရှိတဲ့စာအုပ်မှာကြည့်ပြီးတော့စာရိုက်ပေးကြပါကျွန်တော်က formula နဲ့ခေါ်မယ်ဆိုတော့ equal to rand ကျတော့လိုချင်တဲ့စာပိုက်အရေးအတွက်ကျွန်တော်9 byte လိုချင်တော့9 byte ထည့်လိုက်မယ်ဝင်ပိတ်ပြန်ပိတ်မယ် enter key ကိုနှိပ်မယ်ဒါဆိုရင်စာပိုက်9 byte ရပါမယ်ကျွန်တော်တို့ဒီစာပိုက်ကိုဘာတွေပဲပြင်ရင်ဆက်လက်မှတ်ထားရမယ်ပေါ့နော်ဆက်လက်မှတ်တဲ့ဆိုတဲ့အခါကျတော့အဲ့ဒီဆက်လက်မှတ်ခြင်းနဲ့စာပိုက်ရဲ့ရှေ့မှာကာဆာလေးချမယ် mouse ကိုဖိဆွဲကိုလိုချင်တဲ့နေရာထိသွားမယ်စာပိုက်တစ်ပိုက်လုံးကိုဆက်လက်မှတ်ခြင်းနဲ့ဆိုရင် travel click 3ချက်နှိပ်ပြီးတော့လဲစာပိုက်တစ်ပိုက်လုံးဆက်လက်မှတ်လို့ရတယ်စာကြောင်းတစ်ကြောင်းဒီစာစကလုံးလေးတစ်လုံးကိုမှတ်ခြင်းနဲ့ဆိုလို့ရှိရင်လဲကျွန်တော်တို့ double click နှစ်ချက်မှတ်ပြီးတော့ဆက်လက်မှတ်လို့ရတယ်အကုန်လုံးစာတွေအကုန်လုံးရှိသမျှစာတွေအကုန်လုံးဆက်လက်မှတ်ခြင်းနဲ့ဆိုရင် control key နဲ့ A နဲ့ဆက်လက်မှတ်မယ်အရင်တော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ copy ကူးမယ် copy ကူးမယ်ကူးခြင်းနဲ့စာပိုက်လေးကိုဆက်လက်မှတ်ထားမယ်အရင်တော့ကကျွန်တော်တို့က home menu တွေက Glassbook group ပဲအဲ့ဒါကိုရင်သွားမှာမယ်နော်ဒီစာရွက်2ရွက်ထက်တဲ့ပုံစံလေးနဲ့ copy အဲ့ဒါလေးကို copy လို့ခေါ်တယ်ကျွန်တော်တို့ဒီကနေ copy ကိုသွားနိုင်မယ်အကယ်၍ copy ကိုမနှိပ်ချင်ဘူးဆိုလို့ရှိရင်လည်း shortcut key control C နှိပ်လို့ရပါတယ် control key နဲ့ C နဲ့နှိပ်မယ်ပြီးတော့အဲ့စာပိုက်ကိုပြန်ထားခြင်းတဲ့နေရာမှာ cursor လေးချကြရင် page ကိုနှိပ်အဲ့ဒါဆိုရင် select မှတ်ထားတဲ့စာပိုက်လေး copy ကူးတဲ့စာပိုက်လေးဒီနေရာမှာရောက်လာမယ်ပေါ့နော် reading is easier ဆိုတဲ့စာပိုက်လေးကို select မှတ်မယ် copy ကိုတွားနိုင်မယ်ဒီနားမှာလိုချင်တာဖြစ်တော့ဒီနားမှာ cursor ချမယ် page ကိုတွားနိုင်မယ်copy ကူးတဲ့အချိန်မှာကျွန်တော်တို့ဒီ out ခြေလေးမှာပေါ့နော် page 101နဲ့အဲ့ဒါဘာပြောလဲဆိုတော့ရှေ့ကရောက်ဆဲစာမျက်နှာနောက်ကစာရွက်အရေးအတွက်ကျွန်တော်တို့စာမျက်နှာဘယ်လောက်ကူးမှလဲပေါ့နော်ဘယ်နည်းရစာရှိတာလဲပေါ့အဲ့ဒါမျိုးကြည့်ချင်တယ်ဆိုရင်ဒီမှာသွားကြည့်လို့ရတယ်ခုတော့ကျွန်တော် copy ကူးလိုက်မယ် control C control V control V ကိုဆက်ကနှိပ်သွားလို့ရတယ် copy တစ်ခါကူးပြီးသွားရင် control V ကဘယ်နှခါပဲနှိပ်လို့ရတယ်ကိုလိုချင်တဲ့အချိန်အတိုင်း copy ကူးလို့ရတယ်ခုကျွန်တော်ဆက်က copy ကူးလိုက်တယ်ဒီမိတ်တုတ်လေးကကာဆာအပေါ်တက်ချင်တယ်ဆိုရင်ကျွန်တော်တို့ထက်ကိုပြရနေတဲ့မြားလေးနိုင်မယ်အဲ့ဒါလေးက up arrow ခေါ်တဲ့အောက်ဆင်းခြင်းနဲ့ဆိုရင် down arrow ဘယ်ဘက်ကိုသွားခြင်း left arrow ညာဘက်ကိုသွားခြင်း right arrow ကျွန်တော်တို့ဒီမှာစာမျက်နှာတွေဘယ်လောက်ရှိသေးတယ်ဆိုတာကြည့်လို့ရတယ်စကလုံးပေါင်းဘယ်နှလုံးဆိုတာလည်းကျွန်တော်တို့ဒီမှာကြည့်လို့ရတယ်ပေါ့နော်အဲဆိုရင်ဒီနေ့ copy page ကိုလေ့ကျင့်ပေးကြပါဦး